ဒီကိုရီးယားလုံးပဲမင်္ဂလာပါဗျာနော်မနေ့ကဆိုလို့ရှိရင်ကျွန်တော်ဒါဒီမန်ယူပွဲကိုကျွန်တော်ဒါမန်ယူ body နဲ့ကိုပေါင်းအပေါ်ပေးခဲ့တယ်ဗျာနော်မနေ့ကမန်ယူပွဲတော်တော်လေးကိုလှတယ်ကျွန်တော်ဒါဇူပီမန်ဒီရဲ့အမားကနေအမ်ဘူမိုကနေဒါပြန်ပြီးတော့ဒါခြေပါကိုပြန်ရသွားခဲ့တယ်ဗျာနော်အာဆင်နယ်ကပထမကျွန်တော်ဒါမာတီနက်ရဲ့ OG နဲ့ဦးဆောင်ကိုရခဲ့တယ်ဆိုပေမဲ့เนาะဒါအမ်ဘူမိုကနေဒုတိယတစ်လုံးကိုဒါခြေပါကိုရခဲ့တယ်ပြီးတော့ဒါဒုတိယတစ်လုံးเนาะဒါဒေါ်ကူသွင်းသွားတဲ့လုံးကလည်းတော်တော်လေးကိုလှခဲ့တယ်ဗျာเนาะဒါဘရူနိုဖာနန်ဒက်နဲ့เนาะဒါ1တက်တွေရိုက်ပြီးတော့အကွင်းတွေကနေ sorry အေရီကအဆက်နားလောက်ကနေပြီးတော့เนาะဒါဖြတ်ကန်သွားတာเนาะတော်တော်လေးလှတယ်ဒါကိုညာရဲ့ဒါနောက်ဆုံးအနိုင်ကိုကလည်းတော်တော်လေးကိုလှခဲ့ပါတယ်ဗျာเนาะမနေ့ကပွဲတွေပြီးသွားပြီဆိုတော့ကျွန်တော်ဒါဒီနေ့မှာကျွန်တော်ဒါပွဲနေတယ်ဗျာเนาะပွဲနေတဲ့မှာကျွန်တော်ဒါနှစ်ပွဲရွေးချယ်ပေးထားတယ်ကျွန်တော်ဒါ Premier League လက်ကျန်ပွဲပေါ့เนาะဒါ Everton နဲ့ဒါ Leeds United တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဗျာเนาะ Everton နဲ့ Leeds United ဟာကျွန်တော်ဒါလက်ရှိ table ရဆိုလို့ရှိရင်တော့เนาะ Everton ဒီအဆင့်7မှာရှိပြီးတော့ Leeds United ဒီအဆင့်16မှာရှိရဗျာเนาะ Leeds United အနေနဲ့ဒီပွဲရှုံးလို့ရှိရင်ねမဖြစ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်အောက်ကတိုင်းစင်ဆောင်ကအသင်းနေနဲ့သူနဲ့ဒါအမှတ်ကတိတ်မကွာတော့တဲ့အတွက်ကြောင့်ဒီပွဲဒီ Leeds United အတွက်တကယ်ရုန်းကန်မဲ့ပွဲလည်းဖြစ်တယ်နော်ကျွန်တော်ဒါနှစ်သင်းလုံးရဲ့ head to head ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းနှစ်သင်းလုံးကဒါနောက်ဆုံးတွေ့ဆုံခဲ့တဲ့3ချိန်လုံးမှာဆိုလို့ရှိရင်ဒါသူနိုင်ကိုနိုင်တရေပွဲနဲ့ဒါတွေ့ဆုံခဲ့တယ်လက်ရှိ Everton ရဲ့ကျွန်တော်ဒါအင်ကွင်းမိုင်းဆောင်းဆောင်ယူကြည့်ရအောင်အင်ကွင်းမိုင်းဆောင်းဆောင်ယူကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒါ Everton ဒီကျွန်တော်ဒါ Brentford ကိုရှုံးထားတယ်ဒါ Wolverhampton တို့ Sunderland တို့တော့ဒါတရေလောက်ထိကစားထားတယ်ဗျာနော်အင်ကွင်းမိုင်းကဒီနောက်ပိုင်းနေမှာတော့အဲ့လောက်ထိရက်လက်ကြီးရတော့ကောင်းမနေဘူးနော်ကျွန်တော်ဒီ Leeds United ဘက်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လေ Leeds United ကလည်းကျွန်တော်တို့အဝေးကွင်းနေမှာဆိုလို့ရှိရင်ဟိုတရေပွဲများတယ်ဗျာနော်တရေပွဲများတယ် Everton လည်းအိမ်ကွင်းမှာတရေပွဲများတယ်နှစ်သင်းလုံးကလည်းခြေဆွမ်းကသူမသားကိုမသားဆိုတော့ဒီနေ့ပွဲဒီပေးထားတဲ့ဈေးတန်းကျွန်တော် Everton ကနေပြီးတော့တရေ10ပြားရှုံဂိုးပေါင်းဒီနှလုံးကို50ရှုံနဲ့ဒီမနက်ဈေးတန်းကိုစောက်ဖွင့်လာတယ်ဗျာနော်ဒီပေးထားတဲ့ဈေးတန်းရဆိုလို့ရှိရင်တော့ဟို Asian Everton ဒီတရေကြရင်ဆက်ပြားရှုံးမယ်เนาะကျွန်တော်ဒါအဝေးကွင်းထိုင်မဲ့ညီကိုတွေကလည်းများလိမ့်မယ်ဗျာเนาะလိကလည်းဒါအမှတ်လိုနေရဆိုတော့အဲ့တော့ကျွန်တော်တို့ဒီပေးထားတဲ့ဈေးတန်းအရာကောလက်ရှိခြေစွမ်းပိုင်းအရာကောအိမ်ရှင်ဖြစ်တဲ့ Everton ကိုကျွန်တော်ပိုကြိုက်တယ်ကျွန်တော်10ပြားလောက်တော့ရင်းကြည့်ပြီးတော့ Asian Everton ကိုပဲကျွန်တော်နေကြည့်ကျင်တယ်ဗျာเนาะကိုပေါင်းကတော့ကျွန်တော်တို့ဒါနှလုံးကို50ရှုံးဆိုတော့ဒါနှစ်သင်းလုံးကလည်းတွဲဆုံခဲ့တဲ့ပွဲတွေမှာကိုပေါင်းအောက်ထားတာများတယ်ပြီးရင် Everton ရဲ့ဒါလက်ရှိကန်ထားတဲ့နောက်ဆုံး3ပွဲလုံးမှာဆိုလို့ရှိရင်လည်း1-1 စီရလက်လောက်ဒါပေါ်ထားတယ်ဗျာနော်လီဂ်ကလည်းဒီနောက်ဆုံးပွဲမှာဆိုလို့ရှိရင်1-1 စီလောက်ပဲဒါပေါ်ထားတဲ့အတွက်ကြောင့်ကျွန်တော်ကဒီနေ့ပွဲမှာနှလုံး50ရှုံးဆိုတဲ့ဒါကိုပေါင်းစီကိုကျွန်တော်ကိုပေါင်းအောက်ကိုကျွန်တော်ပိုကြိုက်တယ်နောက်ထပ်တစ်ပွဲကကျွန်တော်ဒါဂျီရိုနာနဲ့ဂီတာဖေးနဲ့ပွဲဖြစ်တယ်ဗျာနော်ဂျီရိုနာနဲ့ဂီတာဖေးဒီကျွန်တော်ဒါစပိန်လာလီဂါအမှတ်ပေးစရာရဲ့အဆင့်73ရဲ့အဆင့်18ရဲ့မှာနေနေတဲ့အသင်းတွေဖြစ်တယ်ဗျာနော်ဂီတာဖေးအနေနဲ့ကလည်းဒီနေ့ပွဲမှာတော်တော်လေးကိုရုန်းကန်ရမယ်ပွဲဖြစ်တယ်ဒီတန်းစင်းဆောင်ကနေလွတ်ဖို့အတွက်အဲ့တော့ဒီနေ့ပေးထားတဲ့ဈေးတန်းဒီကျွန်တော်ဒါအင်ရှင်ဂျီရိုနာကနေပြီးတော့တရေ50ရှုံးကိုပေါင်းကဒါနှလုံးကို35ပြားစားနေတာပေးထားတယ်ဗျာနော်အဲ့တော့နှစ်သင်းလုံးရဲ့ head to head ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဂျီရိုနာဒီနောက်ပိုင်းပွဲတွေမှာတော့เนาะဒါဂီတာဖေးကိုရှုံးနေထားတယ်နောက်ဆုံးနှစ်ပွဲလောက်ထိเนาะဒါရှုံးနေထားတယ်ဒါပေမဲ့အိမ်ကွင်းတွေမှာတော့နည်းနည်းလေးပြန်ပြီးတော့ရလက်ကောင်းတဲ့အနေထားမျိုးလေးတော့တွေ့ရတယ်အဲ့တော့ဒီနေ့ပွဲကလည်းဒါတရေကြနိုင်ခြင်းများတဲ့ပွဲလို့လည်းပြောလို့ရတယ်ဗျာเนาะဒါဂီရိုနာကတရေ50ရှုံးကိုပေါင်းကနှလုံး35ပြားစားဆိုတော့လက်ရှိဒါဂီရိုနာရဲ့အိမ်ကွင်းဆောင်းဆောင်ယူကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒါတီကိုရှုံးထားတယ်အိုဆာဆူနာကိုနိုင်ထားတယ်ဗျာနော်ဒါမက်ထရစ်တို့ဘာလို့တော့တရေကန်ထားတယ်ဗျာနော်ဂျီရိုနာကဒါအိမ်ကွင်းပိုင်းကောင်းနေတဲ့မှာပါတယ်လက်ရှိခြေစွမ်းရဆိုလို့ရှိရင်ဂီတာဖေးကလည်းကျွန်တော်တို့အဝေးကွင်းနေမှာဆိုလို့ရှိရင်တောက်လျှောက်ရှုံးပွဲတွေများနေတဲ့အသင်းဖြစ်တယ်ဂီတာဖေးအနေနဲ့ဒီနေ့ပွဲမှာအများဆုံးမျှော်လင့်လို့ရရင်တရေလောက်ပဲမျှော်လင့်လို့ရမယ်လို့ထင်တယ်ဗျာနော်အဲ့တော့ကျွန်တော်ကဒီနောက်ဆုံးဒါ၄ပွဲလောက်ထိနိုင်ထားတဲ့ဂျီရိုနာကိုကျွန်တော်ပိုကြိုက်တယ်ဂျီရိုနာ body နဲ့ပဲကျွန်တော်စွန့်စားခြင်းတယ်ဗျာနော်အကြိုက်တူမှာဆော့ပါကိုပေါင်းကတော့နှလုံးကို35ပြားစားဆိုတော့ဒီပွဲကအနည်းဆုံးတရေကြနိုင်ခြင်းများတဲ့အတွက်ကြောင့်ကျွန်တော်က1-1တစ်ပေါက်လောက်တော့မှန်းတယ်အဲ့တော့ကိုပေါင်းအပေါ်ပိုကြိုက်တယ်ဗျာနော်နှလုံးသွင်းတာနဲ့ကျွန်တော်35ပြားလောက်ကဒါကိုပြန်ရမှာဆိုတော့ကိုပေါင်းအပေါ်ကြိုက်တယ်ဒီနေ့ကျွန်တော်2ပွဲပေးခဲ့တယ်ဗျာနော်အကြိုက်တူမှာဆော့ပါဟိုကျန်တဲ့ပွဲတွေကိုတော့ကျွန်တော်ဒါမောင်းကတ်အဖြစ်နဲ့ကျွန်တော် channel ထဲမှာပဲတင်ပေးပါမယ်ဗီဒီယိုလေးအောက်မှာဆိုလို့ရှိရင်လည်းကျွန်တော်ဒါဆက်သွယ်ရမယ်ဘိုင်ကိုဒါ channel ဝင်နေတဲ့ညီကိုတွေအတွက်ကျွန်တော်ဆက်သွယ်ရမယ်ဟာလေးကျွန်တော်ချပေးထားရဗျာနော်အားလုံးကိုကျေးဇူးတင်တယ်ဗျာနော်ဒီနေ့တော့ဒီလောက်ပဲ